နိုင်ဆိုင်ဝင်တန်းလေးလုပ်ခဲ့ဘူးတယ်ခဏဆိုင်ဝင်တန်းလေးလုပ်ခဲ့ဘူးတယ်မြတ်သူတို့လည်းဒီလိုပဲဖြတ်တန်းလာတဲ့အချိန်မှာကိုဘလောက်ကောင်းအောင်လုပ်ပေးအမြင့်ပြည့်မြင်တတ်တဲ့မန်နေဂျာတွေရဲ့လက်အောက်မှာတတိရှိရောက်လို့ရှိရင်တမျိုးကိုနောက်ကွယ်မှာတမျိုးဆက်ဆံခံရတဲ့ဟာတွေကိုလည်းမြတ်သူတို့ကြုံခဲ့ဘူးတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ငါသာအိမ်မက်တွေကြီးမှဖြစ်ရပေါ့ငါသာလုပ်ငန်းရှင်ဖြစ်လာရင်ငါအဲ့လိုမျိုးဘယ်တော့မှမဖြစ်စေရဘူးဆိုတဲ့စိတ်မျိုးပေါ့နော် You're watching LSN Life Stage News Myanmar, bringing you the latest celebrity headlines. မြတ်သူအခုအသက်38နှစ်မှာမြတ်သူဖြစ်ချင်တဲ့စိတ်ဆန္ဒတွေအတိုင်းပေါ့နော်တဖြည်းဖြည်းချင်းအကောင့်ထဲပေါ်နေတာလေးကိုဒါလက်ခံပေးတဲ့အမျိုးသားရောဒါမမကြီးရောအမျိုးတွေရောပေါ့နော်အကုန်လုံးပေါ့ပြီးနောက်တစ်ခါကျတော့ကိုကအလုပ်ရှင်ကောင်းဖြစ်ချင်ပေမဲ့လည်းကိုယ်စီမှာရှိနေတဲ့ကလေးတွေကလည်းဒါဝန်ထမ်းကောင်းဖြစ်မှသာဒီလိုမျိုးအနှောင်းနှစ်ဖက်အဆင်ပြေမှာပေါ့ဆိုတော့ဒါသူတို့တော်လို့သူတို့ရတာထပ်ပြီးတော့တော်တယ်ထပ်ပြီးတော့တိတက်တဲ့ကလေးရှင်လည်းမျိုးဒီလိုပဲအမြဲတမ်းဒီလိုလုပ်ပေးဖြစ်မှာပေါ့နော်ဆိုတော့ဒါပထမဦးဆုံးတယောက်တော့ဆောင်းဝင်အောင်သွားပြီပေါ့စရက်ကြရမမလို့ပဲခေါ်တာပါငွေပြခဲ့ရတဲ့သူပါပဲပြောတယ်ရန်လဲဝမ်းတာပါရန်လဲချစ်ပါမြတ်သူအလုံးနိုင်ဆိုင်ဝင်တန်းလေးလုပ်ခဲ့ဘူးတယ်ခဏဆိုင်ဝင်တန်းလေးလုပ်ခဲ့ဘူးတယ်မြတ်သူတို့လည်းဒီလိုပဲဖြတ်တန်းလာတဲ့အချိန်မှာကိုဘလောက်ကောင်းအောင်လုပ်ပေးအမြင့်ပြည့်မြင်တတ်တဲ့မန်နေဂျာတွေရဲ့လက်အောက်မှာတတိရှိရောက်လို့ရှိရင်တမျိုးကိုနောက်ကွယ်မှာတမျိုးဆက်ဆံခံရတဲ့ဟာတွေကိုလည်းမြတ်သူတို့ကြုံခဲ့ဘူးတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ငါသာအိမ်မက်တွေကြီးမှဖြစ်ရပေါ့ငါသာလုပ်ငန်းရှင်ဖြစ်လာရင်ငါအဲ့လိုမျိုးဘယ်တော့မှမဖြစ်စေရဘူးဆိုတဲ့စိတ်မျိုးပေါ့နော်ဆိုတော့အဲ့ဒီစိတ်လဲထားတဲ့အပြင်ကိုနောက်တစ်ခုကကျတော့ဒါတရားသဘောနဲ့ကြည့်လို့ရှိရင်လည်းတပွားစာအတွက်ဒါလူတွေကမမောနေမယ်တန်တရားနဲ့တွက်လိုက်လို့ရှိရင်ဒါတွေမမောစရာဘာမှမရှိဘူးရေစက်ရှိလို့ကြုံရဆုံရတဲ့သူတွေလူပေါင်းအများကြီးတွေကမှကိုနေရေစက်ရှိလို့ရောက်လာတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကလေးတွေကတော့ sorry လုံးနဲ့ရောက်လာတယ်ဆိုတော့မြတ်သူပြောဖြစ်တယ်ဝန်ထမ်းနေပြီးသားမျိုးဖြစ်အောင်စူးစမ်းတကယ်သူတို့စူးစမ်းရရင်သူတို့နဲ့ထိုက်တန်နဲ့သူတို့ဘဝအာမခံချက်ရအောင်လုပ်ပေးမယ်ဆိုရင်မြတ်သူအရင်တော့လည်းပြောခဲ့ဘူးတယ်ဖြေခဲ့ဘူးတယ်အဲ့တော့အဲ့ဒီအချိန်မှာလည်းတချို့ရဲ့အမြင်ကတော့ခိုင်းကောင်းအောင်ပေါ့နော်ခိုင်းကောင်းအောင်ပြောတာဘယ်သူကကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးပေးမှလဲဆိုပြီးတော့မှဒါထင်ခဲ့ကြရရှိတယ်မြင်ခဲ့ကြရရှိတယ်ဒါလူတိုင်းကဒီလိုမတွေးဘူးပေါ့နော်ဆိုတော့မြတ်သူအသက်38နှစ်မှာတွေးတဲ့အတွေးမျိုးနဲ့ထပ်တူကြပြီးတော့တွေးနိုင်တဲ့သူတွေကလည်းမုဒိတာပွားပြီးတော့မှကိုယ်နဲ့ထပ်တူဝမ်းသာပေးကြတယ်သူတို့ကုသိုလ်ယူပေးကြတယ်ကိုနဲ့အတွေးမတူတဲ့လူတွေကလည်းသူတို့အတွေးနဲ့ပေါ့နော်သူတို့အတွေးတွေအတိုင်းသူတို့ရေးကြမယ်ပြောကြမယ်ဒါကိုဘာမှပြောစရာမရှိဘူးဒါပေမဲ့တကယ်ကိုဘေးနားမှာနေနေတဲ့ကလေးတွေကိုစိတ်ကိုတီးဖို့ပိုရေးကြည့်တယ်အဲ့တော့အခုဒီဟာဆိုလို့ရှိရင်လည်းလွယ်လွယ်ကူကူမြတ်သူတို့ကရောက်လာတဲ့များတာငွေစားတာမဟုတ်ဘူးစောင့်ကြည့်သေးတယ်ကိုတက်မှုထားကြည့်သေးတယ်တချို့ကျတော့မေတ္တာပေးတယ်ဒါပေမဲ့မေတ္တာကိုစော်ကားတာရှိတယ်ကိုကကောင်းပေးပေမဲ့လည်းတာမေထင်လို့သွားကြတာရှိတယ်ပြီးကိုပြောခဲ့တဲ့စကားတွေကိုသူတို့ကလေလို့ထင်ကြရရှိရဲဆိုတော့အဲ့လိုလူမျိုးတွေကိုလက်လွတ်လိုက်ရလို့လည်းကိုတော့ကအမှန်ဖြစ်ဘူးရှိနေတဲ့အချိန်မှာကိုပေါ်ကောင်းရင်ကောင်းပေးမယ်ရာအလုံးမှာမြတ်သူကရှိသမျှလူတိုင်းအောင်လည်းမြတ်သူမကူညီပေးနိုင်မထောက်ပံ့ပေးနိုင်ဘူးမြတ်သူရဲ့ရွေချက်ကသာသနာကိုထောက်ပံ့မယ်ကိုယ်ဝင်းဝိုင်းမှာရှိတဲ့သူတွေကိုထောက်ပံ့ပေးမယ်ကိုလည်းတိုးတက်အောင်ကြိုးစားမယ်ကိုနဲ့အတူဒီအလုပ်တွေကိုလုပ်ပေးတဲ့ရဲဘော်ရဲဘက်တွေလည်းသူတို့တွေအတွက်လည်းအာမခံချက်ရှိတဲ့ဘဝတွေဖြစ်ရမယ်ဒီလိုရွေချက်မျိုးပေါ့နော်ဆိုတော့ဒါကမြတ်သူပြောတာကသူတို့ပိုသိပါတယ်ဝင်ဖို့ပူငိမ့်စိလေးရတဲ့အချိန်မှရွှေ Oh down down din din ကျမ်းမာရေးကပူများငိမ့်လို့ hey hey စကောင်းအိပ်ပျော် green နဲ့ကင်းကမိသားစုတွေအားလုံးချမ်းသာမေပူမီပူခံနိုင်ကကျွေးထွက်လွန်ရင်တောက်ပါမနေဝင်ဖို့ပူငိမ့်စိပန်းဝတ်မော်ပူငိမ့်စေနဲ့ပန်းဝတ်မော်သွေးတန့်စေကိုကလေးလူကြီးကြားမှမရွေယုံကြည်စိတ်ချစွာနဲ့နေ့စဉ်ပုံမှန်သုံးစွဲနိုင်ပါတယ်ဝင်ဖို့ပူငိမ့်စေဘယ်လိုပြောရမလဲအဲ့ဒါကြတော့လေတယောက်ချင်းစီကိုတစ်ခုချင်းစီလိုက်ရှင်းပြနေဖို့တော့ခက်ပါတယ်မြတ်သူညီမကမြတ်သူလိုစိတ်မျိုးပဲဘာမှကိုမလို့ချင်တဲ့သူမျိုးမြတ်သူညီမတွေကလေဆိုတော့ကိုကနေပြီးထောက်ပံ့ပေးချင်ပါတယ်ဆိုရင်တော့မှပဲသူအားသူပို့ပြီးတော့ပဲသူကသူနေချင်တဲ့သူ social media မှာကိုနဲ့တွဲပြီးတော့တိတ်ပြီးတော့မနေချင်တဲ့သူမျိုးပေါ့သူရဲ့စိတ်ကကြတော့သူ့ကိုနဲ့တွဲတီးလို့ရှိရင်သူနေရထိုင်ရကျဉ်ကျက်တယ်သူကသူဆိုရင်သူကသူသွားချင်တယ်လို့သွားလို့ရတယ်ပြီးနောက်တစ်ခုကကြတော့သူကစနေသမီးကိုမှတော်တော်မဟုတ်မခံဆိုတော့ကိုကသာလူညာသမားမို့လို့တချို့စကားတွေဆိုရင်ကိုကတီးခံမိမယ်သူကလုံးဝတီးမခံနိုင်တဲ့သူမျိုးတွေမှာပါတယ်ဆိုတော့သူ့ဘဝလေးနဲ့သူလွတ်လပ်နေအောင်မဲကိုကထားပေးလိုက်တာပေါ့နော်ဆိုတော့တကယ်တမ်းညီမတွေဖြစ်တဲ့အတွက်ကြောင့်အရေးကြီးလာတယ်ဆိုလို့ရှိရင်တော့ဒါကိုကလုပ်ပေးရမှာပဲကိုညီမလေးကမတောင်းဆိုဘူးဆိုလည်းကိုဖြည့်ဆည်းပေးရမှာပဲဒီအရေးကြီးမလာတဲ့အချိန်မှာမဟုတ်ပါဘူးဆိုင်ရဒီအလုပ်ကိုစတင်ဝင်ရပါနေမှာအကုန်လုံးပေါ့ညီမတယောက်ခါတော့အကုန်လုံးလမ်းဒီကိုချုပ်တယ်
အကုန်လုံးဆုံးမရဲတင်ပြီးရပေါ့နော်အကုန်လုံးကိုညီမလိုပါပဲအဲ့ဒီကမိသားခံစားရတယ်ဒီနေ့ကောင်းတာမဟုတ်ပဲတကယ်ကိုဖြည့်လို့ရှင်ဖြည့်စီပြီးရတဲ့လူပါဟုတ်တယ်သမီးမဖြစ်ခင်တော့ရတာမှာပဲအဲ့လိုတခြားကလေးတွေကိုလည်းကိုမြတ်တာရှိရဆိုရင်ပေးရပဲအဲ့လိုလက်စွပ်တွေပေးလိုက်ငကတ်တွေပေးလိုက်အဲ့လိုပေါ့နော်ပေးလိုက်ရလို့မနှမျောကိုချစ်တာကိုတီးပြီးတန်မိုးထားရင်ကိုကျင့်တတ်တာဒါပေမဲ့သူကြတော့မြတ်တာပဲလို့ကျင်တယ်ပေးစမှုကိုပဲလို့ကျင်တယ်သူတို့ဘက်ကပြန်ပြီးတော့တည်တတ်မှုတွေတို့မရှိကြဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ပေးခဲ့တဲ့ဟာတိုင်းတို့ကမြတ်သူကလိပ်ပြလုံးနဲ့မြတ်သူတို့ကပျော်ရွှင်ကျင့်တတ်ပြီးသွားပြီဘာမှမမျောလင့်ထားတဲ့အတွက်ကြောင့်တို့စီကဘာမှပြန်ရဖို့မရှိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့ဒီလုပ်ငန်းတွေလုပ်တဲ့အချိန်မှာကိုတယောက်တည်းလုပ်လို့မရဘူးရှေ့ကနေပြီးတော့ကိုကခေါင်းဆောင်တယောက်အနေနဲ့သွားမယ်ဆိုရင်ကိုနောက်ကနေကိုနဲ့အတူတူစုပ်တူကောင်းပတ်လိုက်ပြီးတော့မှအပင်ပန်းခံပြီးလိုက်လုပ်ပေးနိုင်တဲ့ရဲဘော်ရဲဘက်တက်လေတဲ့စီတခီးရဲသွားနိုင်တဲ့သူမျိုးတွေလို့ရတယ်အဲ့လိုလူမျိုးတွေရှိလာပြီးတော့ခါလဲထိုက်ထိုက်တန်တန်ကိုသူတို့တွေရဲ့အာမခံဆိုင်တွေအတွက်လုပ်ပေးရမယ်ဒါမျိုးလုပ်ပေးမှလည်းကလေးတွေကပို့ပြီးစူးစမ်းချင်မှာပေါ့နော်အချိန်နဲ့လားစာလေးရတယ်ဒီလောက်ကထွက်သွားတဲ့အချိန်မှာဘာမှပိုင်ဆိုင်မှုမရှိဘူးဆိုရဲဟာမျိုးထက်ကိုတခြားလူတွေမှာလည်းမသိပါဘူးဒါပေမဲ့သူရဲ့လုပ်ငန်းခွင်မှာတော့တကယ်သာစူးစမ်းပြီးစူးစမ်းမှုနဲ့ထိုက်တန်တဲ့အာမခံချက်မျိုးမြို့သူဘက်ကပေးနိုင်တယ်ကိုသမီးကိုပေးတာတမို့အတွက်မနေပါဘူးပေးချင်တယ်ဆိုတော့လူပြီးတော့ပေးလိုက်တာပဲချစ်လိုက်တာပေါ့ဟုတ်တယ်ပြီးသွားလို့ရှိရင်မြို့သူတို့ကဒါရှင်းနေရှိပါတယ်တချို့ဆိုပြီးတော့လေရှင်းနေရှိပါတယ်စာချုပ်ချုပ်တာကတရားမှုဝင်မှုဆိုတော့မြို့သူတို့ကတကယ်မှတ်တမ်းရုံးမှာကိုတွားပြီးတော့မှကို registration တွင်းပြီးတော့ကိုစာချုပ်စာတမ်းကိစ္စတွေဆက်ပြီးတော့ run မဲ့ကိစ္စတွေအပိုင်းတွေအများကြီးရှိပါသေးတယ်တချို့တွေကြတော့လေဒီတိုင်းပဲပေါ့နော်စားလျှောက်လိုက်ရနေရပဲပေးဖို့လိုအပ်လို့လားဆိုတော့လိုအပ်ပါတယ်ကိုပေးမယ်လို့ပြောထားလို့ရှိရင်တကယ်ပေးဖို့လိုအပ်ပါတယ်ပေးတယ်ဆိုတော့တိမှလည်းသူတို့အနေနဲ့လည်းယုံကြည်မှာပေါ့နော်လေးနဲ့ပြောရင်လည်းသူများကိုလေးနဲ့ပြောထားရင်ကိုလေးလေးပဲပြန်ရမှာပေါ့အဲ့တော့ကိုဘက်ကပေးမယ်လို့ပြောထားဘူးတဲ့ဟာတွေကိုတကယ်ပေးမယ်လိုချင်တာသူတို့ဘက်ကတည်တတ်မှုစူးစမ်းမှုနောက်တစ်ခုရိုးသားမှုစိတ်ရင်းကောင်းမှုပဲအဲ့သူစိတ်ရင်းမကောင်းတဲ့တွေမလို့ချင်ဘူးမနာလို့စိတ်ကြည်တွေမလို့ချင်ဘူးဘရုံးကြိုက်လို့တတ်တဲ့သူတွေရှေ့တင်ကောင်းတယ်နောက်ွယ်မှာဖားတတ်တဲ့လူမျိုးတွေအထက်ဖားအောက်ပြည်တွေမသူကြုံရရတယ်လို့လူမျိုးတွေမြတ်သူလည်းမဖြစ်ချင်တယ်လို့မြတ်သူလုပ်ငန်းခွင်မှာလည်းမရှိချင်ဘူးเนาะအဲ့ဒါကြောင့်အမြဲတမ်းအဲ့ဒီစိတ်တွေကိုပဲမြတ်သူအမြဲတမ်းစမ်းစစ်ပြီးတော့ကြည့်တယ်တင်ပြီးတဲ့စိတ်ကောင်းကောင်းထားဖို့ကိုတယောက်တည်းမဟုတ်ဘဲနဲ့ဒါမိသားစုလိုမျိုးတွေးတယ်ဆိုလို့ရှိရင်တကယ် family type ဆိုတာဒါမျိုးမှ family type လို့မြတ်သူကတော့သတ်မှတ်တယ်ပေါ့နော်ဆိုတော့ဒါဒီအကုန်လုံးကိုမြတ်သူအမြဲတမ်းပြောပေမဲ့လည်းရင်ထဲရောက်တဲ့သူမှတတ်မှုထားတတ်တာရင်ထဲမရောက်တဲ့သူတွေကြတော့လေသူတို့အတွေ့အကြုံမျိုးရှိမှာပေါ့နော်ဆိုတော့ဒါအတူတူနေကြတဲ့သူတွေကဘယ်သူကောင်းလဲဆိုတော့သူတို့ကလူချင်းဆိုရင်ပိုသိတာပေါ့။မြတ်သူတော်မြတ်သူရဲ့သမီးချမ်းမြေ့သူဟာချွတ်တရားဝင်သမီးလေးဖြစ်သွားပါပြီ။လေးဖြစ်ပါနောက်တဲ့သမီးတွေလည်းထပ်ပြီးတော့မှရောက်လာမယ်ဆိုရင်ညီမတွေထိုင်ညီမမရှိပါဘူးကောင်းသလားပဲ။တနည်းကောင်းတယ်ဆိုတာမြတ်သူမှလည်းသိနိုင်တာ။ဒီနေ့နဲ့မနေ့ဖြစ်မြတ်သူဘာမှမသိနိုင်။အဲဒီအတွက်ကြောင့်မလို့မြတ်သူပေးချင်တဲ့သူတွေကိုပေးမယ်လို့ပြောထားတဲ့အတိုင်းမြတ်သူဒီချိန်မှာရုတ်တရက်မရှိတော့ဘူးဆိုရင်မြတ်သူတော့ကနောက်ဆက်နေတာဘာမှမရှိဘူးမြတ်သူဂတိတွေကိုတီးပေးခဲ့နိုင်တယ်။အရာအားလုံးအကုန်လုံးပြီးသားကိုတော်တော်များများတင်ပေးထားတယ်။သူကရောက်တဲ့အချိန်တော့ကတော့သိမသိဘူးပေါ့နော်။ဒါပေမဲ့အခုချိန်လေလိုအပ်တာလေးတွေတော့ရှိသေးတာပေါ့။ရှိရဆိုပေမဲ့လည်းဒီလိုပဲလေ့လာရင်တင်ရင်းနဲ့ပေါ့။တချို့ကျတော့တင်ပေးတယ်မကြိုးစားဘူး။မြတ်သူအများနဲ့မြတ်သူဆွေရောက်တဲ့ကလေးဆိုပြောတယ်ရိုးသားပေးကြိုးစားပေးရိုးသားတယ်ဆိုလို့ရှိရင်သူတို့တကူကအမားလို့ရင်တော့သူရိုးသားတယ်မတော်တဆဖြစ်သွားတာကြိုးစားတယ်ဆိုရင်သူကြိုးစားရှာတယ်ဆိုတာမျိုးပေါ့နော်။ချို့ကျတော့ရိုးသားတယ်ဒါပေမဲ့မကြိုးစားဘူးဆိုရင်အလကားပဲကျိုးတော့ကြိုးစားရင်မျိုးသားကလင်ကစစ်ဖြစ်နေမှာအလကားပဲအဲ့တော့အဲ့နှစ်ချက်ပဲလို့ကျွန်တော်အဲ့တော့အဲ့နှစ်ချက်စလုံးကခုချိန်ကြီးဒီမှာပြည့်စုံမယ်အဲ့တော့လူတွေကပြောချတယ်နောက်တစ်ချိန်မှာကျေးဇူးကံသွားရင်ရောဆိုတော့သူတိုင်းနဲ့တူတယ်သူနဲ့မဆိုင်သူဘက်ကပေးလိုက်ပြီးသွားပြီသူစီကဘာမှမမျှော်လင့်တဲ့အတွက်သူ့ဘကသူဆက်ကြောင်းအောင်သူကောင်းရင်လည်းသူဆန်ရမယ်သူမကောင်းရင်လည်းသူခံရမယ်မသူတို့တော့ကဆုံးရှုံးနေတာမျိုးဘာမှမရှိပါဘူးဒီအလုပ်ကိုဆက်ရပြရတဲ့နေ့ကဒီဘာမှမဖြစ်ချင်တာဆိုရင်စိတ်ကူးလေးရရှိကြတာပေါ့နော်အဲဒီကမမရဘာမှမဖြစ်တယ်ဒါဆိုရင်ဒီနေ့ရမှာဘာမှတင်ပြရမှာလေဆိုတော့ဒီကစိတ်ကူးရင်ကြပါတော့ဒီနေ့အဲ့လိုလေးတွေကရောက်လာတဲ့ကောင်လည်းအရန်ပြော်တယ်ဒီလည်းပို့ပြီးလိမ္မာပါမယ်ဒီလည်းပြီးကြပါမယ်ဒီလည်းဘာမှအလုပ်ကိုပြီးပြအောင်အဲ့ဒါဒီနော်ဒီနောက်လာမယ်ညီမတွေလည်းစစ်စစ်ဖြစ်နေတယ်စီစီတန်းလေးနေမယ်ဒီကျူစားကြတယ်ဒီအောင်နေကြတယ်ဒီသုံးကြတယ်ဒီသုံးကြမယ်ဒီယူကြမယ် You're watching LSN Life Stage News Myanmar, bringing you the latest celebrity headlines.